တာကိုဝေဖန်ပြောဆိုလေးရှိသလိုဝါရှင်တန် DC ကအမေရိကန်မူဝါဒချမှတ်သူတွေလွှတ်တော်အမတ်တွေကိုတွေ့ဆုံပြီးတော့သူတို့ရဲ့သဘောထားအမြင်တွေကိုဆွေးနွေးဖလှယ်လေးရှိကြသူတွေလည်းဖြစ်ပါတယ်ခုလိုဖန်ဆီးမှုနှစ်ခုလုံးတပြိုင်တည်းချိတ်ဆက်လှုပ်ဆောင်တာလားဆိုတော့အထောက်အထားမရှိသေးပေမဲ့မြမအရေးစောင့်ကြည့်နေတဲ့အတိုင်းဝိုင်းအကြားဒီဖြစ်ရကြောင်းတရုတ်နိုင်ငံအပေါ်ပို့ပြီးတော့သတိထားစရာဖြစ်လာပါတယ်မြန်မာနိုင်ငံကအမေရိကန်ကုန်သည်ကြီးများအသင်းကိုဦးဆောင်ခဲ့မှုတဲ့ Adam Castello ဟာအမေရိကန်ခရီးစဉ်ကနေမြန်မာနိုင်ငံကိုအပြန်လေဆိပ်မှာတင်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါသူဟာ2021ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းအရက်သားဆန္ဒပြပြည်သူတွေအပေါ်စစ်တပ်ကရဲရဲဆက်ဆက်အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ရေးသားပြီးတော့စာအုပ်ထုတ်ဝေသူလည်းဖြစ်ပါတယ်ဒါ့အပြင်ဒီနှစ်အစောပိုင်းက Washington Post သတင်းစာနဲ့တွေ့ဆုံမေးမြန်းရာမှာမြန်မာအရေးနဲ့ပတ်သက်ပြီးတော့ American ဘက်ကပိုးပြီးတော့တက်ကြွတဲ့မူဝါဒတွေချမှတ်ဖို့ American ဒုသမ္မတ JD Vance ရဲ့ရုံးဖွဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းမြန်မာနိုင်ငံကမြေရှားတပ်ထုတွေအကြောင်းနဲ့တရုတ်ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကိုထောက်ပြပြောဆိုခဲ့ကြောင်းပြောကြားခဲ့ပါတယ်စစ်ကောင်စီဟာအာဏာသိမ်းပြီးကတည်းကတရုတ်နဲ့ပိုးပြီးတော့နီးကပ်တဲ့ဆက်ဆံရေးတိစောက်ထားရတာကြောင့်တရုတ်ရဲ့အကျိုးစီးပွားနဲ့မြန်မာမြေပေါ်ကတယံဇာတတွေကိုနိုင်ငံတကာကမျက်စိတောက်ထောက်ကြည့်လာအောင်စော်နေတဲ့သူ့ရဲ့လှုပ်ရှားမှုတွေကိုစစ်ကောင်စီကတားဆီးချင်တာဖြစ်တယ်လို့သုံးသပ်သူတွေကဆိုပါတယ်သူဟာ AGS မြန်မာဆိုတဲ့လုံခြုံရေးနဲ့စစ်မှတ်ပဋိပက္ခဆိုင်ရာစောင့်ကြည့်ဆန်းစစ်တဲ့ကုမ္ပဏီကိုထူထောင်ထားပြီးတော့ကာကွယ်ရေးနဲ့စီးရေးစစ်ရာတွေကိုနိုင်ချွတ်သုံးသပ်ထားတဲ့အစီရင်ခံစာပေါင်းများစွာကိုရေးသားခဲ့သူလည်းဖြစ်ပါတယ်စစ်အုပ်စုဟာဒီလိုမျိုးနိုင်ငံရေးစီးရေးနဲ့ပတ်သက်ပြီးတော့သုံးသပ်ချက်တွေရေးသားလေးရှိသူတွေကိုတရှိုမှုဒါမှမဟုတ်နိုင်ငံတော်တည်ငြိမ်ရေးပြပြစေမှုစတဲ့ပုံမှန်တွေတက်ပြီးတော့ဖန်စီလေးရှိတာပါကိုမင်းစင်ကတော့အခုအခါထိုင်းနိုင်ငံချင်းမိုင်မြို့အခြေဆိုင်မြမဗျူဟာနဲ့မူဝါဒလေ့လာရေးအဖွဲ့ ISP မြန်မာကိုဦးဆောင်နေသူဖြစ်ပြီးတော့သူတေသနလုပ်ငန်းတွေအတွက်တရုတ်နိုင်ငံကိုမကြာခဏတွားရောက်လေးရှိသူဖြစ်ပါတယ်ဇွန်လဇန်ပိုင်းကမြန်မာနိုင်ငံနဲ့နေဆက်ချင်းထိစပ်နေတဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်ရဲ့ရောက်ရှိနေစဉ်မှာကိုမင်းစင်ပျောက်ဆုံးသွားခဲ့တာပါတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရလင်ချန်ကကိုမင်းစင်ဟာတရုတ်နိုင်ငံရဲ့မြို့သားလူမျိုးရေးကိုထိခိုက်စေတဲ့တရှို့လုံးမှုနဲ့တန်တရားရှိလို့ဖန်ဆီးတာဖြစ်ကြောင်းတောက်ချာနေ့ဇွန်လ12ရက်နေ့သတင်းစာရှင်းလင်းပွဲမှာအတည်ပြုခဲ့ပြီးတော့ဂွမ်ဂျိုးမြို့မှာရှိတဲ့ American ကောင်စစ်ဝင်ရုံးကိုအကြောင်းကြားထားပြီးပြီလို့လည်းဆိုပါတယ်အခုလိုအမျိုးသားလူမျိုးရေးကိုထိခိုက်စေမှုနဲ့ဆွဆွဲဖန်ဆီးတာမျိုးကတော့ရှားပါဖြစ်ပါတယ်ကိုမင်းစင်ဟာမကြသေးခင်နှစ်တွေအတွင်းကချင်ပြည်နယ်တွေကမြေရှားတပ်ထုတူးဖော်ရေးလုပ်ငန်းတွေအပေါ်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုအပါအဝင်မြန်မာနယ်စပ်ဒေသတွေကိုတရုတ်ကထိန်းချုပ်ဖို့ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်လေ့လာနေသူတူလည်းဖြစ်ပါတယ်ကျွန်တော်အောင်ဆွေပါ